ရတော့ဒါလူပြမဟုတ်ဘူးလားဟိုလားပေါ့တိကျင်တာပေါ့လေဩဟုတ်ဒါအိမ်တော်ဟောနေလာပါလားမဆိုးပေါ်လားတခုလားလားပေါ့ဗမာလူပြန်လဲရဟုတ်အဲ့လိုပေါ့အဲ့ကြတော့လူမျိုးဆက်ဆက်ပါဗျဟုတ်ကဲ့ဟုတ်လေ6မြောင်ကဘယ်တော့ရှိသလဲလေ6မြောင်လားဗျတမျိုးတည်းလဲမလုပ်ဘူးဗျအဲ့ဒါဆိုရင်ပေးစားတော့အဆင်ပြေလားဗျမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube reaction channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာလေးကတော့ပရိသတ်တွေစိတ်ဝင်စားမှုများနေတဲ့ဗီဒီယိုလေးတစ်ပုဒ်နဲ့ mix ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဘလို့စိတ်ဝင်စားကြရတယ်ဒီမှာအလှလောက်ကြလားဒါဘဦးငိမ့်မောင်တော့အိမ်လားလို့ဟုတ်ကဲ့ဩဘဦးညွန့်မောင်ဟာကျုပ်လေဩဟုတ်အိမ်မေးလာလားအိမ်မြမသွားလာလို့လူတွေအများကြီးနေဘာလွတ်တာလဲမွေးနေပွဲမလေးတက်ရှိစေပြီဩတက်ရှိပြီဟုတ်ကဲ့အသက်ရှိရပဲနော်ကျမကြီးကောင်းတယ်နော်ဟုတ်ပါကောင်းနေဆိုမှာပေါ့ဟုတ်မင်္ဂလာပါညာမင်္ဂလာပါလို့မင်္ဂလာပါလို့ပြန်တော့တယ်တမျိုးတည်းငါဖက်ရလာတာဟုတ်ပါတမျိုးတည်းဒီကိုလာတာလေစီကိုဘာကိစ္စနဲ့လာတယ်လို့ထင်တယ်လဲမသိဘူးအဲ့ဒါဟုတ်အဲ့သမီးတို့လည်းအိမ်မှာလူတွေလည်းအများကြီးဆိုတော့ကြတော့ဘာမှလောက်တယ်လည်းမသိလို့သမီးတို့လည်းဟုတ်ပါအိမ်ညမှားသလားလို့အားကြောင့်အိမ်မော်တက်လာပြီးတော့မှမေးလိုက်တာဟုတ်ပါခံပါလားဘာသမီးတို့အမှတ်တရဗီဒီယိုလေးရိုက်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကမင်္ဂလာရှိတဲ့နေ့ပထမဦးဆုံးအနေနဲ့ဘဘရဲ့မွေးနေ့ပေါ့နော်နောက်ထပ်မင်္ဂလာရှိတဲ့နေ့မင်္ဂလာနှစ်မင်္ဂလာဖြစ်သွားပြီဘဒါဒီနေ့ကဘရဲ့မွေးနေ့လည်းဖြစ်တယ်နောက်ထပ်မင်္ဂလာစကားလေးပြောချင်တာတစ်ခုကဘရဲ့သမီးအငယ်ဆုံးနော်ထိုင်းမှာနေတဲ့မငိမ့်မငိမ့်ကိုစစ်စက်ကြောင်းလန်းလာပြီးတော့မှလူကြီးလွတ်တာဘဟုတ်တယ်လူကြီးလာလွတ်တာဘဟုတ်ကဲ့ဟုတ်ဒါလည်းမင်္ဂလာပဲပေါ့နော်ဘအတွက်ရောမင်္ဂလာပဲလားဟုတ်ပါဟုတ်မင်္ဂလာပေါ့80ပြည့်ဟုတ်80ပြည့်ဟုတ်တယ်ဘနောက်ထပ်မင်္ဂလာစကားတစ်ခုကလေဘမငိမ့်ကိုလာပြီးတော့မှတင်တောင်းတာနားလဲအောင်နားလဲလားဘတို့တင်လာလဲမငိမ့်ထိုက်မာနေတဲ့တပည့်ကိုကလန်လာတာတဲ့ကိုလူမောင်တခါကကြဆက်လာလားဟုတ်တယ်ဟုတ်လာပြီးတော့ကန်းလှန်တာမသိဟုတ်ငါရဘယ်ရလဲတမျိုးတည်းငါဖဲရထိုင်းမှာသူတို့ချင်းဟိုဘက်မှာကြိုက်ပြီးတော့မှလေအဲ့ဒါဒီကအိမ်ယောက်ျားလေးဘက်ကတမျိုးတည်းဘယ်ကနေလဲအဲ့ဒါငါဖဲဘေးကုန်းဘသိလားမသိဘူးဘေးကုန်းတော့ကြမှုတယ်ဟုတ်အဲ့သူတို့ချင်းဟိုမှာကြိုက်ပြီးတော့မှတမီးတို့သွားပြီးတော့မှစကားလေးကန်းလန်းပြီးပါဩဝါမဝင်ခင်ဆိုလို့မလို့အဲ့တမီးတို့ကလာပြီးတော့ပြောပြရတာဘဟုတ်အဲ့ဒါအနေနဲ့ဘာရင်းများထပ်ပြီးတော့ပြောချင်သေးလဲကွာဘာပြောပဲသူတို့ချင်းကြိုက်ထားပဲတားနေမလဲနော်နောက်ပြို့တယ်ပြေအောင်ဟုတ်အဲ့ဒါဟိုလိုမင်္ဂလာဇရိတ်တွေဘာတွေအဲ့လိုမျိုးတင်တောက်မဲ့ကိစ္စတွေအဲ့ဒါတွေဘအတွက်ကဘယ်လောက်ဆိုခြင်းလဲဘာလဲအဲ့လိုမျိုးလေးအဲ့ဒါကတော့နောက်မှသူတို့ကနောက်မှဖြစ်မှာရောဟောဟိုတန်ငန်းတူကွာကောသူသားတွေတမိတွေနဲ့တိုင်မျိုးမှာပေါ့ဟုတ်ခုသမီးကအငယ်ဆုံးလားမငယ်ဆုံးအဲ့အခုထိုက်မှနေတဲ့သမီးကဟုတ်တယ်အငယ်ဆုံးအိမ်နောက်မကြတာသူတယောက်ပဲရှိရတာလားဟုတ်တယ်ကျန်တဲ့လူတွေအကုန်ကြပြီလားဟုတ်တယ်ဟောမလေးကပေကုန်းလားဟုတ်တယ်ဩရောပြောပြထားသေးလားအဲ့လိုမျိုးလာမဲလို့မသိဘူးသူသဘောတာကိုဒါလာချင်းလာပေါ့မလာချင်းနေပေါ့မဟုတ်သမီးတို့တေးလာမဲလို့ပြောထားသေးလားမထင်းဘူးအဲ့ဒါမထင်းဘူးပြောဘူးလားမပြောဘူးလားဩအဲ့ဆိုဟိုနေ့မိုးတွေရွာပြီးတော့ဖုံးလိုက်နေမြပြက်နေလို့လားမသိဘူးဟုတ်တယ်ပြောဟုတ်အနေနဲ့ရောကန့်ကွက်ချင်တာတွေဘာတွေမရှိဘူးမလားမရှိပါဘူးခင်ဗျာသူတို့သူကြည့်ရအောင်ဟုတ်တယ်လေမရှိပါဘူးသူတို့ဟိုအဲ့ယောက်ျားလေးဘက်ကိုဘာအောင်မြကြည့်ချင်းသေးတာမြပါရှိသေးလားယောက်ျားလေးဘက်ကယောက်ျားလေးကတော့ဒါလူပြမဟုတ်ဘူးလားဟိုလားပေါ့တိကျင်တာပေါ့လေဟုတ်ဒါအိမ်တော်ဟောနေလာပါလားမဆိုးပေါ်လားတခုလားပေါ့ဗမာလူပြန်လဲရဟုတ်အဲ့လိုပေါ့အဲ့ကြတော့လူမျိုးဆက်ဆက်ဟုတ်ကဲ့ဒါဆက်လာလားဆက်လာလားဘာမလဲနော်မောင်နှမသူနဲ့အဲ့ကလေးနဲ့လားဟုတ်တယ်ဟုတ်တယ်မလေးမောင်လားနောက်တော့ဘယ်လိုမေးတင်တယ်လဲမလဲဆိုတော့မိသားရီကိုလားဟုတ်ပါမိပါရီကဘယ်လိုလဲဟုတ်စုံလင်းလားမိပါရီကစုံလင်းရှိသေးတယ်ဟုတ်ကဲ့လေ6မြောင်ကဘယ်တော့ရှိသလဲလေ6မြောင်လားတမျိုးတည်းလဲမလုပ်ဘူး
အဲ့ဒါဆိုရင်ပေးစားတော့အဆင်ပြေလားဘဘ နားပေးတာပေါ့ လဲမရှိဘူးဘဘ မရှိပါသေးနဲ့တော့ငါစီလိုက်စပါဟုတ်ဘဘအများကြီးတော့မရှိဘူးဘဘရေလက်လုံလက်စားလေးပဲရဲ့ဘဘဟုတ်အများကြီးတော့မတောင်းပါနဲ့နော်ဘဘ ။ညာအဲ့ဒါတော့မပြောနိုင်သေးဘူး။ဘာနဲ့လဲဘာနဲ့လဲ။ငါသမီးကထင်လာပြီ ဟုတ် ။သူပါဘော ဟုတ်တခုဘဘ ။အော် တိုက်တယ်နော်ဘဘ ပြစ်ပါလေ။ နာနဲ့ဘုံကပဲတဲ့နော်ဘဘ အဲ့ဒါဖရာငါပြောဒီလူပါရီငါသာပြောမှာရာဒီပါဒီလက် ပါ ပဲ လာပေါ့ဘဘရဲ့ပါလာပေါ့ ။ဟုတ်လား။ ပါပေါ်မှာလေးဘဘအဲ့ဒါသမီးအဲ့ဒါလေးရင်သွားယူလာမပါရဲ့မ ဘာလဲ အဲ့ဒါတော့နဲ့တင်တော့ရင်ဘဘအဆင်ပြေလား ။ဒါဘယ်တော့လဲ ဒါတော့ဘဘတိတ်90လောက်ရှိရပေါ့ဘဘဒီကြီးကဘာလဲလောက်နဲ့ဆိုရင်ဘဘအဆင်ပြေလား ။ကြည့်ရမှာပေါ့။ဘယ်တန်းနေမလဲနော် ဟုတ်ဘဘဘဘသမီးပြရမယ်ဆိုတော့နှမျိုးလေးပုံမယ်နော်ဘဘတင်တာလေးကြည့်ရအောင် ။ပြောတာပေါ့မပြောပါဘူး နှမျိုးတာပေါ့နှမျိုးတာဟုတ်အချင်းနှမျိုးပြင်နေရလားဘဘ ။ဒါချိုးဒါလည်းပြီးတော့ပေါ့ ဟုတ်ဒါနဲ့အပြီးတော့ဘဘအဲ့ဒါများတယ်လားဘဘ ။အဲ့ဒီနာကြီးတွေဘာတွေကောနော် အဲ့ဒါကြီးကနောက်မှတက်လာမယ်ဒီဟာလောလောဆယ်ပေါ့ ။ဟုတ်ပါဘူးပါဘူး ဒါဘလို့ပို့ပေးတာလဲဆိုတော့လေဘဘသမီးအမှန်တကယ်အတိအကျပြောပြပေးမယ်နော်မငင်းကယောက်ျားလည်းမယူသေးဘူးသမီးတို့တရားယောက်ျားလည်းလာပြီးတော့မှစိတ်ဆက်ကြောင်းလည်းတင်တောင်းလာပေးတာမဟုတ်ဘူး ။ နော် ဟုတ်ပါဘူး ဘဘရဲ့မွေးနေ့အတွက်ကိုဘဘကိုပြောစီခြင်းလို့ဆိုပြီးတော့မွေးနေ့ကိတ်နဲ့ဟောဒီမှာငွေသားပန်းစည်းနဲ့ဟိုသမီးကပို့ခိုင်းလိုက်တာယောက်ျားတင်တောင်းလာတာမဟုတ်ဘူး ဟုတ်ပါဘူးပါဘူးပါဘူး အဲ့ဒါရောအလုံးကြပြီလား ကြာပြီ ကြပြီဘဘကသမီးချစ်လို့စားတာ ဟုတ်ပါဘူးပါဘူး ကဲဟုတ်ပြီဘလားသမီးတို့ဒီစလာလာချင်းမှာတကယ်ထင်သွားတာမလား ထင်တာပေါ့ အဲ့လိုတင်တော့လာပြီးထင်သွားတာဘဘဘယ်လိုခံစားရလဲပြောပါအောင် အာဘုန်းနဲ့မှရှိတာပေါ့ ဘယ်နဲ့မှချိရပေါ့အခုမှပဲပြုံးနိုင်တော့တယ်ဟဟလားကဲဟုတ်ပါဘဘတကယ်လာတင်တောင်းလို့ရှိရင်တော့350ရတော့နည်းတယ်နော်ဘဘ ပြားတော့တော်လိုချင်တာပေါ့ အခုခေတ်စင်းနဲ့90ရတော့နည်းတယ်နော်ဘဘ ဟုတ်တာ ဟုတ်တယ်သူခုမှထွက်လာပြီခုမှထွက်လာပြီဟုတ်တယ်ခုကကုံစင်းနှုံနဲ့90တရားတော့စကားတွေကိုထဲမပြောနဲ့လားဟလားဘဘ ဟုတ်တယ်ဟုတ်တယ် ခေဒီနေ့ဘဘရဲ့89နှစ်ပြည့်မွေးနေ့အတွက်ကိုလေ ဘုန်းဆက်ကိုကလည်း80ပြည့်ဟာပြီ ဟုတ်80ပြည့်ဟိုပြီပေါ့နော် ဒီကတပြည့်ပြီ အော်ဟုတ်80ပြည့်မွေးနေ့ပေါ့နော် ဟုတ်ကဲ့ ဟုတ်80ပြည့်မွေးနေ့အတွက်ကိုသမီးငယ်မငိမ့်ကလေ ဟုတ်တယ် ဖေဖေအတွက်ကိုမွေးနေ့ဆူတောင်းစကားလေးပြောထားသေးတယ် အာချမ်းပါစီချမ်းသာပါစီပေါ့ ဟုတ်သမီးကပြောပြပေးအောင်မယ် ဟုတ် သူကစားလေးပို့ထားသေးတယ်နော်ဘာစားလေးပို့ထားလည်းမသိဘူးနော်သမီးရင်ဖက်ပြောင်းမပြီးမွေးနေ့ကိတ်ခွဲမယ်နော် ဟုတ်ပြ ကဲဖေဖေကြီးရေတဲ့မွေးနေ့မှစား၍ပျော်ရွှင်ပါစေနော်တဲ့ ကျမကြီးကိုလည်းဂရုစိုက်ပါတဲ့သမီးတို့အတွက်မရှိမဖြစ်တဲ့အရာဟာဖေဖေကြီးပါတဲ့အသက်ရှိရှိနေပေးပါနော်တဲ့ဖေဖေကြီးရဲ့မွေးနေ့လှုပ်တိုင်းလဲသမီးအနားမှာမရှိတဲ့အတွက်ခွင့်လွှတ်ပေးပါနော်တဲ့ ဟုတ်ပါပြီ ကဲဒီချက်မကလှုပ်ပေးခြင်းပေမဲ့လည်းဒီလောက်ကလေးနဲ့ကျင်းနေပေးပါနော်တဲ့ကဲဖေဖေကြီးအပေါ်မှာကာယကံဝစီကံမနောကံပြမမိရင်လည်းခွင့်လွှတ်ပေးပါနော်တဲ့အရန်လည်းချစ်ပါတယ်ဖေဖေကြီးရေတဲ့ကဲဖေဖေကြီးရောချက်လား ချစ်ပါလေ ချစ်ပါတယ်ဘယ်လောက်ချစ်တယ်လဲဖေဖေကြီး အာပြောမဆိုတောက်တုံတော့ပေါ့သူ ကဲသမီးရောဘာစုလေးပေးခြင်းသေးလဲကိုလိုကတော့ပေးတယ် ကြမ်းပါလေချမ်းသာပါစီပေါ့လူဆန္ဒပြပါစေတွာလာလာနဲ့ပြပါစေတွာလာအနာတလို့ ဒါကြရကြမှာလို့ချမ်းသာပါစေဒါကြရကနိုင်တော့ပါ ဟုတ်ကဲ့ရှင် ပရိသတ်လူတိုင်းနဲ့အောင်မြင်ပါစေ ဟုတ်ကဲ့ရှင် ပြေဆုံးကြပါစေ ကြားလည်းရပါစေ ဟုတ်ကဲ့ပါရှင်ညိုက်တဲ့တော့နဲ့ယောက်ျားနဲ့လည်းရပါစေလို့ အဲ့ဒါတော့မလေးတို့သဘောတိုင်ပေါ့ ဘဘအများကြီးတောင်းချင်တယ်လို့ပြောလိုက်မယ် ဟုတ်ပါ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  Happy birthday to you Happy birthday to you Happy birthday